ပေါင်112တန်းတန်လူငယ်ကျယ်ပွင့်ဒါပေမဲ့သူ့အတွက်အရေးကြီးဆုံးက transfer မဟုတ်ဘူး RB Leipzig ရဲ့အသက်19နှစ်အရွယ်တောင်ပံကစားသမားယန်ဒီယိုမန်ဒီကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေကိုခဏပြီးဖယ်ထားပြီး2026 World Cup ကိုပဲအပြည့်အဝအာရုံစိုက်ထားတယ်လို့ပြောလိုက်ပါတယ်ဒီယိုမန်ဒီကကျွန်တော်ဘယ်အသင်းမှစက်ကစားမလဲဆိုတာမသိသေးပါဘူးအခုချိန်မှာတော့ World Cup ကိုပဲအာရုံစိုက်ထားပါတယ်ပြိုင်ပွဲပြီးမှဘာဖြစ်မလဲဆိုတာသိရမှာပါလို့ပြောပါတယ်လက်ရှိမှာတော့ Liverpool အပါအဝင် Europa ထိပ်တန်းအသင်းတွေကသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး RB Leipzig ကလည်းပေါင်112တန်းဝန်းကျင်ရရှိရင်ရောင်းချဖို့အသင့်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ Diomandi အတွက်တော့အခုချိန်မှာ transfer ထက် World Cup မှာခြေစွမ်းပြဖို့ကပိုအရေးကြီးနေပါတယ်။ World Cup ပြီးရင်သူ့ရဲ့နောက်ထပ်အသင်းက Liverpool ဖြစ်လာမလား။ဒါမှမဟုတ်အံ့အားသင့်စရာအပြောင်းအရွှေ့တစ်ခုမြင်ရမလား။သင်တို့အမြင်ကိုကွန်မန့်မှာပြောခဲ့ပါဦး။ဒီလိုဘောလုံးသတင်းတိုတွေကိုနေ့စဉ်နားထောင်လို့ကောင်းတင်ဆက်ပေးသွားမှာမို့ like and follow လုပ်ထားဖို့မမေ့နဲ့နော်။